တင်ချသည်ရိုးရှင်းသောရေတွက်ခြင်းတွင်ရပ်တန့်သွားပြီးတန်မဏိသည်ဖိအားအောက်တွင်ပွဲထွက်သွားသည့်ခွဲစိတ်မှုမရှိဘဲကဘာကြီးကိုစိတ်ကူးကြည့်ပါ၏ဒီမှာရှေးခေတ်အိန္ဒိယ၏တော်လန်သောအသိပညာစနစ်များကိုမကြုံတွေ့မီကကမ္ဘာအများစု၏အဖြစ်မှန်ဖြစ်သည်ဤအမွေကိုနားလည်ခြင်းမှာတင်ချဘာသာရဲ့ဖြစ်သည်900ရာစုတွင်တင်ချပညာရှင်ဗျမဂုတ်တသည်သူညကိုနေရာယူသူအဖြစ်သာမကဤကိုပိုင်ဂုံတတိများပါရှိသောကဏ္ဍအဖြစ်သမိုင်းလမ်းကြောင်းကိုပြောင်းလဲစေခဲ့သည်မင်းကိုတိဆောက်ခြင်းဖြင့်တသမနေရာတန်ဖိုးစနစ်သည်ရှုပ်ထွေးသောတွက်ချက်မှုများကိုလွယ်ကူစွာလှုပ်ဆောင်နိုင်စေပါသည်ဤထိရောက်သောမူပေါင်းမရှိဘဲကျွန်ုပ်တို့၏ခေတ်မီကွန်ပျူတာများနှင့် digital ဘဝများကိုအသုံးပြုသည့် algorithm များသည်ရိုးရိုးရှင်းရှင်းမရှိနိုင်ပါနှစ်စေးပညာနယ်ပယ်သို့ပြောင်းရွှေ့ခြင်းဖြင့်ခွဲစိတ်မှု၏ဖခင်ဖြစ်သောဆရှုတာကိုကျွန်ုပ်တို့တွေ့ရှိခဲ့သည်လွန်ခဲ့သည့်နှစ်ပေါင်း600ကျော်ကအနောက်တိုင်းမတိုင်မီကြာမြင့်စွာကတည်းကခွဲစိတ်မှုဆိုင်ရာတူရိယာနှင့်ခွဲစိတ်မှုကဲ့သို့သောခွဲစိတ်မှုကရိယာတရား20ကျော်ကိုအသေးစိတ်ဖော်ပြခဲ့သည့်ဆရှုရဆာမီတာကိုမှတ်တမ်းတင်ခဲ့သည်သူတို့၏စေပညာကျွမ်းကျင်မှုသည်ဘေဝဒဖြစ်သည်ဤစနစ်သည်ယောဂလက္ခဏာများကိုကုသယုံသာမကယင်းသည်အစားအသောက်ယောဂနှင့်ဆေးဖက်ဝင်အပင်များကုထုံးများမှတစ်ဆင့်လုံးသူညကြိုတင်ကာကွယ်ခြင်းအပေါ်အာရုံစိုက်ထားပြီးခေတ်မီကျန်းမာခြင်းဆိုင်ရာအယူအဆကိုယခုမှပြန်လည်ရှာဖွေတွေ့ရှိနေပြီဖြစ်သည်။သုံးတတုဗေဒနယ်ပယ်တွင်အိန္ဒိယသည်ကမ္ဘာဝတ်စတီလ်ကိုကမ်းလှမ်းခဲ့သည်။ဤကာဗွန်အလွှိုင်းသည်ရင်းတို့၏ထက်မြက်မှုနှင့်အစွန်းတစ်ခုကိုထိမ့်သိမ်းနိုင်စွမ်းရှိသောကြောင့်နာမည်ကြီးဒမတ်စကတ်ဓားများအတွက်ကုန်ကျန်းဖြစ်သည်။လေးဤကျပြန့်သောအသိပညာ၏သမုဒ္ဒရာကိုထိန်းသိမ်းရန်အိန္ဒိယနိုင်ငံသည်နောက်လန်ဒန်နှင့်ဖက်ဆော်ကဲ့သို့သောကမ္ဘာပထမဆုံးလူနေအိမ်တက္ကသိုလ်များကိုတည်ထောင်ခဲ့သည့်ဤအဖွဲ့အစည်းများသည်ရှေးခေတ်ကမ္ဘာ၏ Ivy League အဖြစ်လှုပ်ဆောင်နေသည့်ကမ္ဘာတဝန်းမှပညာရှင်များကိုဆွဲဆောင်ခဲ့သည်ငါမဟာဗျူဟာမြောက်တွေးခေါ်မှုအတွက်ကျွန်ုပ်တို့သည် Katrina ကိုကြည်ပါ Captain Empire မှအစပြု၍ဤဂိမ်းသည်ခေတ်သစ်စစ်တူရင်ကစားနည်းအဖြစ်ပြောင်းလဲလာပြီးခေါင်းဆောင်များ၏မျိုးဆက်များကိုယုတ်တိဗေဒဗျူဟာနှင့်မျှော်မြင်ကိုတင်ကြားပေးသည်6အိန္ဒိယသည်နေ့စဉ်ဘဝတွင်ပင်မရှိမဖြစ်လိုအပ်သောပစ္စည်းများကိုရှေ့ဆောင်ခဲ့သည့် Indus Valley Civilization သည်ဝါကွန်းကိုပြုစုပြောထောင်ပြီးအထည်ဖြစ်လှည့်ပတ်ကကဘာကိုရေစေးအိမ်သာကဲ့သို့အထည်လိမ့်နှင့်တန်ရှင်းရေးစနစ်များကိုမိတ်ဆက်ပေးခဲ့သည်နံပါတ်3များမှသည်ကျွန်ုပ်တို့၏မိုးမျှော်တိုက်များရှိတန်မဏိများအထိဤပံပိုးမှုများသည်ဖြစ်မီဖွံ့ဖြိုးတိုးတက်မှု၏မမြင်နိုင်သောကြောရိုးဖြစ်လာသည်ဤအမြင့်များကိုအတိအမှတ်ပြုခြင်းသည်တမိုင်းကိုဂုဏ်တင်ယုံသာမကလူသားတိုးတက်မှု၏စစ်မှန်သောအပြန်အလှန်ဆက်နွယ်နေသည့်စင်ကဲဖြစ်စဉ်ကိုနားလည်ရန်ကူညီပေးပါသည်